ဒီအမျိုးသမီးဟာအိယာဝင်တဲ့အခါဘရာစီယာဘယ်တော့မှမဝတ်ပါဘူးသူမမှာအမျိုးသမီးတွေကိုစိတ်မဝင်စားတဲ့တထေးတစ်ယောက်ရှိပါတယ်ပါတီပွဲတစ်ခုမှာလှပတဲ့အမျိုးသမီးတွေရဲ့ချင်းကပ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါအဲ့ဒီလူကဆိုဖာပေါ်မှာအေးဆက်ဆက်နဲ့ပဲထိုင်နေခဲ့ပါတယ်သူ့နာမည်ကဝီယောင်ဂျန်ပါသူဟာဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေကိုပိုင်ဆိုင်ထားသူပါသူဟာအများပိုင်ကုမ္ပဏီတစ်ခုရဲ့ CEO တဦးပါသူဟာကုမ္ပဏီကိုရောက်လာတဲ့အခါဝန်ထမ်းအလုံးဟာထိတ်လန့်တုန်လှုပ်နေကြပါတယ်သူကတကယ့်ကိုချုံမောခံရပါတယ်ဒါပေမဲ့သူကရုပ်ရည်ချုံမောယုံတင်မဟုတ်ပါဘူးသူ့ရဲ့ပညာရေးနဲ့အလုပ်စွမ်းဆောင်ရည်နှစ်ခုစလုံးကထူးချွန်ပါတယ်ဒီလောက်ထူးချွန်တဲ့အမျိုးသားတစ်ယောက်ကအမျိုးသမီးများစွာကိုသူ့အပေါ်ဆွဲလန်းစေပါတယ်အမျိုးသမီး၃ယောက်ကသူ့အပေါ်တပြိုင်နက်တည်းခံစားချက်တွေရှိလာခဲ့ပါတယ်ရောင်ဂျန်ကသူတို့ရဲ့အကြည့်တွေကိုသတိထားမိသွားပါတယ်သူကအဲ့ဒီအမျိုးသမီး၃ယောက်စီကိုရှောက်သွားခဲ့ပါတယ်အမျိုးသမီး၃ယောက်စလုံးကသူ့ကိုနှုတ်ဆက်ဖို့ပြင်ဆင်နေကြပါတယ်ဒါပေမဲ့ရောင်ဂျန်ကသူတို့ကိုကြော်ပြီးရှောက်သွားခဲ့ပါတယ်အမျိုးသမီးတွေကတော့ကြောင်တောင်တောင်ဖြစ်သွားကြပါတယ်တကယ်တော့ CEO ကမှန်ကြည့်ခြင်းုံတက်တက်ဖြစ်နေခဲ့တာပါဒီ CEO ကတော်တော်လေးကိုအထင်ကြီးလုံးပါတယ်ဒီလောက်ထူးချွန်တဲ့ CEO တယောက်ဖြစ်နေပေမဲ့လည်းသူ့စီမှာ9နှစ်ကြာအလုပ်လုပ်ခဲ့တဲ့အတွင်းရေးမှူးကအလုပ်ထွက်ချင်နေပါတယ် CEO ကသူ့အတွင်းရေးမှူးကိုမယုံကြည်နိုင်တယ်လို့ကြည်နေပါတယ်တကယ်တော့ CEO မှာဆိုးရွားတဲ့အလေးချင်းတစ်ခုရှိနေခဲ့ပါတယ်သူ့ရဲ့တောင်းဆိုချက်တွေကအရန်ကိုတင်းကျပ်လွန်းပါအရာအလုံးကပြည့်စုံနေရပါမယ်ပြီးတော့သူကဘလို့အကြံပြုချက်ကိုမှလက်မခံပါဘူးမင်းကနာခံဖို့ပဲရှိပါတယ်ငင်းခုန်ခွင့်မရှိပါဘူးမင်းက24နာရီပတ်လုံးအစဉ်သင့်ရှိနေရပါမယ်ကိုပိုင်ချိန်ဆိုတာလုံးဝကိုမရှိပါဘူးအလုပ်ပြီးတဲ့နောက်အတွင်းရေးမှူးကကိုပိုင်ကိစ္စတချို့ကိုလှုပ်ချင်ခဲ့ပါတယ် CEO ကရုတ်တရက်ဖုန်းဆက်လာပါတယ်အတွင်းရေးမှူးကတောင်းမြင့်ဖက်နှက်ကိုအပြေအလွှားဝတ်ဆင်လိုက်ရပါတယ်ကုမ္ပဏီအဝင်ဝကိုအမြန်သွားရပါတယ် CEO ကိုနှုတ်ဆက်ဖို့ချက်ချင်းပဲအလေးနဲ့ရက်နေရပါတယ်အပြုံးမပြတ်ဖဲနဲ့ပေါ့ CEO ကားပေါ်တက်သွားပြီးတဲ့နောက်အတွင်းရေးမှူးကနောက်ဆုံးတော့တက်ပြင်းချနိုင်သွားပါတယ်အသက်ရှူနှုန်းကိုပြန်ထိန်းပြီးတဲ့နောက်သူမကကားထဲမှာကြောမောထိုင်လိုက်ပါတယ်ညနေပိုင်းမှာတော့အတွင်းရေးမှူးကသူမရဲ့အမတွေနဲ့အပြင်ထွက်ဖို့အခွင့်အရေးရခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ CEO ကထပ်ပြီးဖုန်းဆက်လာပြန်ပါတယ်အတွင်းရေးမှူးကစိတ်ထဲမှာမကြေမနက်ဖြစ်နေပေမဲ့လည်းဘာမှမဖြစ်တယ်လို့ပဲဟန်ဆောင်နေခဲ့ပါတယ်ဘာမှမငြင်းညူပဲ CEO ကိုအိမ်ထိကားမောင်းပို့ပေးခဲ့ပါတယ်နောက်ဆုံးတော့အတွင်းရေးမှူးကတီးမခံနိုင်တော့ပါဘူးသူမကကိုယ်တိုင်ပဲအစားထိုးမဲ့သူကိုရှာခဲ့ပါတယ်သူမကအတွင်းရေးမှူးအသစ်ရဲ့ကိုရေးရာဇဝင်ဖိုင်ကို CEO စီပေးအပ်လိုက်ပါတယ်